လူတယောက်ရဲ့တန်ဖိုးကဘာလဲစိတ်ဓာတ်ဖြူရှင်တန်ရှင်းမှုပဲဟုတ်တယ်မဟုတ်လားယူသားဖို့ပဲဖြောင့်မတ်ဖို့ပဲစိတ်ရဲ့မလိုလားအပ်တဲ့အညစ်အကြေးတွေနည်းဖို့ပဲစိတ်ရဲ့အညစ်အကြေးတွေကဘာတော့အလိုဆန္ဒတွေမကျေနပ်မှုတွေမနာလိုမှုတွေဝန်တိုမှုတွေရှင်ပြိုင်မှုတွေဟုတ်တယ်မဟုတ်လားအဲ့ဒီအောက်တန်းကြတဲ့ယုံရင်ကြံတန်းတဲ့စိတ်ဓာတ်တွေရှိနေတဲ့ဆိုလေအဲ့ဒီပုဂ္ဂိုလ်ရဲ့တန်ဖိုးမဲလေးလေးပဲဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အဲ့တော့တကယ်လူတွေတယောက်တယောက်တန်ဖိုးထားတယ်ကိုယ့်ကိုယ်တန်ဖိုးထားတယ်ဆိုတဲ့နေရာမှာလည်းပဲစိတ်ဓာတ်ဖြူရှင်တန်ရှင်းလေးလေးတန်ဖိုးထားနိုင်လေးလေးပဲနော်လောဘသိကြည့်တယ်လူသားတယောက်အနေနဲ့လောဘကတော့ရှိကြတာပေါ့သို့တော့ရှိတဲ့ရှိလိုက်တဲ့လောဘတွေပိုကြီးလာပြီလောဘကြီးကတော်တော်ကိုပဲတိတာထင်ရှားနေပြီဆိုရင်ဘယ်လိုဖြစ်သွားလဲမုန်းသွားတယ်ဗျဟုတ်တယ်နော်အဲ့လိုပဲဦးဇင်းတို့ဒေါသပါမှုပဲနဲ့ပဲစိတ်တုန်နေတယ်အမြဲတမ်းစိတ်တုန်နေတယ်ဆိုဘာဖြစ်တော့မကြိုက်ဘူးအဲ့ဒီဥစ္စာအဲ့တော့ကိုယ်လည်းစဉ်းစားပေါ့အများရဲ့စိတ်ဓာတ်ကြီးအောက်တန်းကြတယ်အဲ့လိုကြမ်းတမ်းယုံရင်းနဲ့ဆိုရင်မကြိုက်တယ်လို့ကိုယ်စိတ်ဓာတ်ကြီးယုံရင်းကြမ်းတမ်းနေဆိုရင်လည်းကိုယ်နိစ္စရပတ်ဝန်းကျင်ကကိုယ့်ကိုကြိုက်မှာမဟုတ်လူတွေဟာတယောက်နဲ့တယောက်တပိုးထားပြီးတော့ဆက်ဆံနေဆိုတာအဓိကအဲ့ဒီစိတ်ကလေးကိုကြည့်ပြီးတော့ဆက်ဆံကြတာရေရှည်မှာအဲ့ဒါပဲတော့အစကတူတွေ့ရတာတော့ရုပ်ရည်သွင်းပြင်ကိုတွေ့ရတာပေါ့နော်အဲ့ဒါနဲ့ပေါင်းသက်ဆက်ဆံကြတယ်နောက်ကြတော့ဒီစိတ်ကတဖြည်းဖြည်းနဲ့လူအကြောင်းပါလဲပေါင်းတော့တည်လာတာပေါ့ဟုတ်လားပေါင်းလို့တည်လာပြီဆိုတော့ဟဲ့စိတ်ကြီးကလည်းဘလို့ကြီးတော့ရုပ်ကိုမပြောတော့ဘူးနော်အဲ့ဒီကြတော့ရုပ်ကတိတ်အရေးမပါတော့ဟုတ်လားအဲ့ဒီစိတ်ကိုမကြိုက်တာနဲ့ပဲတချို့တယောက်နဲ့တယောက်ပါဖြစ်သွားတယ်ဝဲသွားကြရောရုပ်ကြီးကတော့ဒီရုပ်ပဲနော်ဒါပေမဲ့ဘာလို့မကြိုက်လို့ဖြစ်သွားလဲစိတ်ကိုမကြိုက်တာအဲ့တော့စိတ်ဓာတ်ဖြူစင်တန်ရှင်းမှုကိုလူတွေဘယ်လောက်အရေးထားလဲဆိုတာကိုသတိရပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်ကိုဖြူစင်အောင်ကြိုးစားရမှာ